လာပါရှင် Viber Story Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ညတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမအနန်းချွေသားထားတဲ့နှလုံးသားအနုကပ္ပဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီရှင်။အလားပြင်ဆိုင်အတွင်းမှထွက်လာသည့်မိန်းကလေးနှစ်ယောက်လုံးချောချောလှလှလေးတွေပေမဲ့ကွဲပြားနေသည်ကအသွင်တရံပင်တယောက်ကရဲတွင်းတလက်တလောက်တယောက်ကမဝန်းမရဲမတုံမလုံလေးပင်အပြာရောင်ရင်ပြက်ကဝင်ဒူးထီလေးဝတ်ထားသည့်သပင်ရွှေရောင်ဖြင့်မိန်းကလေးကအနီရောင်ရင်ပြက်ကဝင်ဒူးထီအကွဲလေးဝတ်ထားသည့်မိန်းကလေးကိုရထားသည့်အနက်ရောင်ကားတဲ့ထိုးထည့်ရင်းမှအပြင်ကနေခါးလေးကန်ရင်ဒီမှာခယောင်းပန်းနင်ငါမှာတဲ့အတိုင်းတေချာလုံးတော့မလွဲစေနဲ့သိလားအဲ့မန်ခိုက်ထင်ဆိုတဲ့လူကအရန်အကဲဆက်လွန်းတာလေနေရောငါရောဒုက္ခရောက်မယ်ဖွားဖွားသိရင်အသက်ခံရမှာမမချိုစကားကြောင့်ပန်းမျက်နှာလေးငေကြသွားရတယ်လို့ပိုပြီးရင်မောသွားရတယ်ခယောင်းလုံးနိုင်ပါမလားမသိပေမဲ့မဖြစ်မနေလုံးမရမယ်ဆိုတာတော့သိနေတယ်ခယောင်းသာညင်းဆန်လျင်ခယောင်းတို့သားမိနှစ်ယောက်လုံးလမ်းဘေးတန်းရောက်သွားနိုင်သည်မဟုတ်လားဖွားဖွားဤဩဇာကခညောင်းသလိုမိုးကုတ်ကနေရန်ကုန်အထိဖုန်းတခေါ်မှပင်ခယောင်းတို့မိညီမနှစ်ယောက်လုံးမလွန်ဆန်နိုင်သည့်အထိအထူးသဖြင့်ခယောင်းငကိုကလေးကခယောင်းကိုအမြင်မကြည့်သည့်အဖွားဟာမြေချင်းတူတူတောင်ခယောင်းကိုမြည်အဖြစ်မတတ်မှတ်မမချိုခိုင်း၍သာလှုပ်ရပေမဲ့ဖွားဖွားသိရင်ရရဆက်ဆက်အဖြစ်ပေးမှတွေးမိတော့ရင်မောသွားရ၏သို့ပေမဲ့မမချိုအကူညီလိုနေတော့လဲခယောင်းမငင်းတာမမချိုဟာခယောင်းအပေါ်အလွန်ကောင်းသည့်အမပင်မန်ခိုက်ထင်ဆိုင်ထဲဝင်လာရင်းမှသူ့အကြီးကအနီရောင်ဝတ်ထားသည့်မိန်းကလေးစီရောက်သွားရတယ်ဖုန်းထဲမှာပြောတော့ကအနီရောင်ဝတ်ခဲ့မယ်လို့တေချာပြောထားသည်မို့သူတန်တန်မတ်မတ်ရှောက်လာခဲ့ရင်းမှသူ့ဘက်လှည့်ကြည့်လာသည့်မျက်နှာလေးကိုမြင်တော့ငေးကနေဖြစ်သွားရ၏နေစမ်းမအောင်မင်းကဟိုကျမနာမည်တေးတန်ချိုပါတေးတန်ချိုဒါဆိုသူမကသူနဲ့ဆစ်ဆက်ထားတယ်ဆိုတော့မိန်းကလေးပေါ့မန်ခိုက်ထင်ဤထူတဲ့သောမျက်ခုံးအစုံမှာမြင့်တက်သွားသလိုသူမရှိရင်ဝန်ထိုင်ရင်းမှမင်းကတေးတန်ချိုပေါ့စူးစူးဆိုင်ဆိုင်ကြည့်နေသည့်အကြည့်ကြောင့်ပန်းမနေတတ်စွာပင်ခေါင်းငိတ်ပြရင်မျက်လွှာချကခေါင်းငုံထားမိ၏ကိုကပဲဟန်ဆောင်နေရတဲ့လူမိုးလို့လားမသိသူ့မျက်နှာကိုစိတ်စိတ်မကြည်ရဲဖြစ်နေတယ်မန်ခိုက်ထင်တစ်ချက်ပြုံးလိုက်မိရင်မှသူ့မျက်စိရှိမှသူမကိုငေးကြည့်နေမိတာအကြည့်ပင်မလွဲနိုင်သည့်အထိအစာတုံးကတော့ငင်းရန်လာခြင်းပေမဲ့ခုကျသူစိတ်ဝင်စားစရာဖြစ်လာ၏မင်းနဲ့ကိုလူကြီးချင်းသဘောတူထားကြတာသိတယ်မဟုတ်လားဟုတ်ကဲ့အဲ့ဒါလေကိုမင်းကိုသဘောကျတယ်လက်ထက်ကျတာပေါ့ပန်းမျက်လုံးလေးပြူးသွားရတယ်လို့ဘာပြောလို့ပြောရမှန်းမသိဖြစ်သွား၏ဒီလိုကြီးပြောလာမယ်လို့မထင်သလိုမမချိုကလည်းရေလိုက်ငားလိုက်တာနေရန်မှားထား၏ဟိုလေဟိုမန်ခိုက်ထင်ထိုင်ရမှထားရလိုက်တော့သူ့ကိုငေးကြောင်ကမောကြည့်ရင်မျက်လုံးလေးပေကလက်လုံနေတာမို့ချလေဒါ first date နော်ဟာဟင်ထပြီးဘာလုပ်ရမှာလဲဦးကြောင်ကြောင်လေးပြန်မေးလာသည့်သူမပုံစံကြောင့်မန်ခိုက်ထင်လွင်ကနေကျုံးမိသွားရာသူမထိုင်နေတဲ့ခုံစီလက်နှစ်ဖက်လှမ်းထောင်လိုက်တော့သူ့ရင်ဝင်ထဲရောက်နေသလိုဖြစ်သွားသဖြင့်သူမကိုလေးကအလိုလိုကြုံသွားရတယ်ဘာလုပ်မယ်လို့လဲဟင်ဘာလုပ်မလို့လဲဟင်အော်ဘာတွေကြောက်နေတာလဲလာလိုက်ခဲ့လက်ကိုလှမ်းဆွဲလိုက်ပေမဲ့သူ့လက်ထဲမှာအตาယုံထွက်ရင်မျက်နှာလေးကရှက်နေတဲ့အောင်မို့သူ့အသေးတရားရဖြစ်သွားရတယ်သူမကိုယ်တိုင်သူမတံမိုးထားတဲ့သည့်မိန်းကလေးမှန်တီးလိုက်သလိုဒီချက်ကပင်သူ့ကိုပိုပြီးဆွဲဆောင်နိုင်၏ဘယ်ယောက်ျားလေးမှခက်လဲလွယ်မိန်းမမျိုးကိုလက်တွဲပေါ်ဖြစ်မစင်စားရဲချဘူးမဟုတ်လားကားမောင်းနေသည့်ကိုကျော်ကအနောက်ခန်းကိုမကြာခဏခိုးကြည့်နေသလိုကိုကျော်အံ့ဩနေရခြင်းအကြောင်းကိုသူသိပါတယ်သူဘေးထိုင်နေသည့်သူမလေးကတော့ခေါင်းဝံကွဲလေးကိုလက်ကလေးဖြင့်ဖုံရင်မနေတတ်သလိုဆွဲဖိနေ၏မန်ခိုက်ထင်အပေါ်မှထက်ဝတ်ထားသည့်အနောက်တိုင်းကိုအင်းကြီးအားချွေခါသူမလေးပေါင်ပေါ်လွှားပေးလိုက်သလိုနောက်အကွဲတွေအတူပြက်တွေမဝတ်နဲ့ကြားလာဟင်သူဘာပြောတန်အောင်တော်နဲ့ငင်းငင်းလေးကြည့်နေတတ်သလိုထိုမျက်ဝန်းရွှဲကြီးကိုပင်သူပျော်ဝင်ခဲ့ရခြင်းဟာမြန်ဆန်၏ကိုဖုံးပေးဖုံးပြောလေပြောလှုပ်စီလေးဖြင့်စိတ်မရှိစွာသူမကင်လာသည့်လက်ဝတ်အိတ်လေးထဲဆွဲနိုင်လိုက်တော့ကီးပတ်ဖုန်းလေးတစ်လုံးထွက်လာ၏ကိုကျော်ဖုန်းဆိုင်တစ်ဆိုင်ရှိရက်လိုက်ဟုတ်ကဲ့ boss တိတ်မကြလိုက်ကားလေးကဖုန်းဆိုင်ခက်ကြီးတစ်ဆိုင်ရှိထိုးရသွားသလိုသူလဲကားပေါ်မှဆင်းချသွား၏တခဏအတွင်းသူပြန်ရောက်လာကဘူးလေးကိုကမ်းပေးလာ၏ဘာလဲဟင်
ဖုန်းလေအဲ့ဖုန်းလွတ်ပလိုက်တော့အိုးမြန်လိုက်သည့်ဖြစ်ချင်းမှာပန်းလက်ထဲရှိကီးပတ်ဖုန်းလေးကိုကားအပြင်ဆွဲလွှတ်ပစ်လိုက်သလိုကားတစ်စီးကကျိတ်သွားကကွက်တိပန်းငုံငမဲမဲလေးဖြစ်သွားရင်မှရှင်ကလည်းဘာလို့လွတ်ပြစ်လိုက်ရတာလဲလို့သွားပါပြီမန်ခိုက်ထင်နှမျောတသားဖြစ်နေသည့်ငုံမဲမဲပုံစံလေးကိုအသေးရစွာငေးဆိုင်ကြည့်ရင်မှမေးပြားလေးကိုဆွဲယူလိုက်၏တကယ်ပြောတာမြင်မြင်ချင်းကိုချစ်သွားတာတရိတ်ရိတ်ခုံပေါက်လာသည့်ရင်ခုန်တန်းကအတိုင်းသားပြန်ကြားနေရသလိုတတိလေးဝင်လာတော့မျက်နှာလေးကိုလွှဲဖယ်မိတယ်သူချစ်တာမမချူကိုပါဘန်းကိုမဟုတ်ဘူးဆိုတာတတိကက်ရမည်ကိုဖုန်းနံပါတ်ထည့်ပေးထားတယ်ညကြဖုန်းဆက်မယ်ဟိုအင်းမပြန်ဖို့ပေးမယ်ကိုလည်းညနေစည်းဝေးရှိတယ်မန်ခိုက်ထင်သူမလေးကိုအိမ်ရှိအထိပြန်ဖို့ပေးပြီးအိမ်ထဲဝင်သွားသည့်အထိကြည်နေရင်ပြုံးမိတယ် boss အဲ့မင်းကလေးကအင်းငါသိတယ်ဒါပေမဲ့ကမင်း boss ရဲ့ဇနီးဖြစ်လာလိမ့်မယ်ကိုကျော်ကမယုံနိုင်တယ်လို့လှည့်ကြည့်လာတော့မန်ခိုက်ထင်သဘောကျစွာပြုံးမိသွားရတယ်မန်ခိုက်ထင်ဘဝမှာလိုချင်တာမှန်သမျှရအောင်ယူခဲ့သည်ကြီးသာသူကမှလှည့်စားလို့မရအောင်ပါးနဲ့လွန်းလို့ business emergency ဟုပင်တင်စားခေါ်ဝေါ်ကြတာအလကားမှမဟုတ်ပဲမမချိုကိုအကုန်ပြောပြပြီးတာနဲ့မမချိုကစိတ်ရှုပ်လာသလိုတက်ပြင်းချရင်မှဒီလူကလည်းခုမှဒုက္ခမောင်နဲ့ငါလက်ထပ်ဖို့မြန်မြန်လုပ်ရမယ်ဖွားမလာခင်ရေးလိုက်ငားလိုက်တယ်လို့သာနေပေအောင်ဖုံးမြည်တန်းကြောင့်ကြည့်မိတော့ကိုဆိုပြီးမှတ်ထားတာမို့ပန်းကြောင်သွားရတယ်ကိုဘသူပါလဲမဟုတ်မှမမချိုကိုအလန်တကြားကြည့်လိုက်ပြီးတော့မမချိုကလက်ဟန်ချေဟန်ဖြင့်မကရန်ပြောနေတာမို့ပန်းလေကြောက်ကြောက်လန့်လန့်ဖြင့်ဖုံးပိတ်ချလိုက်မိတယ်မန်ခိုက်ခြင်းကြစ်ကနေစုပ်သက်လိုက်မိရင်မှဆက်ပိတ်သွားသည့်ဖုံးကိုစိတ်တူစွာအိယာထက်ပစ်ချလိုက်၏ဘလို့ဥတူတူလေးမန်းကိုမသိသူဖုံးကိုမကင်သည့်အပြင်ဆက်ပါပိတ်ပစ်သည်ပေါ့လေတွေးကြသေးတာပေါ့မနက်ခင်းစီးသွားရန်ခြံတကားကိုဆွဲအပွင့်ခြံရှိရထားသည့်ကားပေါ်မှဆင်းလာသည့်သူကိုမြင်တော့ပန်းအလက်တကြားဖြစ်သွားရ၏အိမ်ထဲပြန်ဝင်ပြေးရန်ပြင်ပေမဲ့သူကပိုလင်းမြန်စွာအနားရောက်လာရင်လက်ကိုဆွဲဖမ်းထား၏ဒါကဖေပေးမလို့ပြင်နေတာတော့မပြေးပါဘူးအိမ်ထဲပတ်စံမိကြံခဲ့လို့လိန်နာဖျားမကြိုက်ဘူးကလေးရဲ့ကိုလည်းမကြိုက်ဘူးကလေးဖျားရဲ့ဒီလိုနဲ့တော့ဒုက္ခပန်းလက်ကိုမရမကယုံနေစဉ်ခြံထဲမှထွက်လာသည့်မမချိုမန်ခိုက်ထင်ကိုမြင်ပြီးမမချိုစီမှအလန့်တကြားအော်ဒန်ကြီးထွက်လာသလိုထိတ်လန့်သွား၍လှည့်ပြေးရန်ပြင်ရင်ချော်လဲကျသွားကမိလူမီယာဖြစ်သည့်ပန်းကိုလှမ်းဆွဲပေမဲ့မန်ခိုက်ထင်ကလင်းမြန်စွာအရင်ဦးအောင်ပင်ပန်းကိုသူ့ဘက်ဆွဲထားတာမို့မမချိုပြစ်ဆက်လက်ခတ်လဲကြ၏အမလေးတေးပါပြီမန်ခိုက်ထင်မျက်ခုံးစုံပြမိသွားရရင်မှတွေးရတာဝမ်းသာပါတယ်မတ်သေးတန်ချိုအကန်းနဲ့အတူထိုင်နေကြရင်မန်ခိုက်ထင်ပန်းလက်လေးတစ်ဖက်ကိုမလွတ်တမ်းဆွဲကင်ထားသလိုသူ့ရှိမျက်စိမျက်နှာပြတ်စွာထိုင်နေသည့်တေးတန်ချိုကိုခက်တီတီစိုက်ကြည့်နေပုံကမထူးဆန်းသလိုပဲဒါဆိုရှင်စတဲ့ကသိတာပေါ့မင်းလေတိုင်းခံရအောင်မန်ခိုက်ထင်ဆိုတဲ့ကောင်ကငရုငအားမှမဟုတ်ပဲဒါဆိုလက်ခံတာကရောဟောဒီကပန်းလေးကြောင့်တေးတန်ချိုကြီးကပန်းစီရောက်သွားသလိုမန်ခိုက်ထင်အိတ်ကက်ထဲမှဓာတ်ပုံအားစပွဲပေါ်ပြစ်တင်ပေးလိုက်ယူကြည့်လိုက်ပြီးတော့ချိုနှင်းအမောက်ပုံဖြစ်နေတယ်ငါပန်းကိုမြင်မြင်ချင်းချစ်တယ်မင်းကိုလက်ခံတာမဟုတ်ပဲပန်းကိုလက်ခံတာဒါပေမဲ့ဖွားနဲ့ရှင့်မိမိကမင်းကိစ္စမင်းရှင်းမှာငါလည်းငါကိစ္စငါရှင်းမယ်ဒီနေ့တော့ပန်းကိုငါခေါ်သွားမယ်ပြောလဲပြောထရက်ခါပန်းလက်ကိုဆွဲပြီးအပြင်ထွက်ရန်ပြင်နေတာမို့ပန်းကြပြကြရယုံလိုက်ရင်ပန်းမလိုက်ပါဘူးခုကဟန်ဆောင်စရာလည်းမလို့နှကန်းအီလေးပေါ်ထိကက်ပိတ်လာသည့်သူ့လက်ညှိုးကြောင့်ပန်းမျက်လုံးလေးပြူးသွားရသလိုရှင်တွေတုံးလာ၏စင်ကြီးတွေနောက်မှပဲခုတော့လိုက်မှရမယ်ပြောလဲပြောလူကိုအတင်းဆွဲခေါ်နေတာမို့မရမကပြန်ယုံနေစဉ်ကျွေကနေပွေးချီခံလိုက်ရသဖြင့်ပန်းလန်တကြားသူ့လေတိုင်းကြီးကိုဖတ်တွယ်မိတယ်အပြိုင်ပြိုင်ထားနေသည့်လေဘင်းမှသွေးကြောတွေနှင့်ယောက်ျားမိသားလာသောလဲစလုတ်ကြီးကိုမြင်တော့ရှက်ရွံ့စွာမျက်နှာလေးလွှဲရင်းရင်ခုန်တန်ကတတုတ်တုတ်မန်ခိုက်ထင်ရဲတွေ့နေသည့်မျက်နှာလေးကိုငုံကြည့်ရင်းမှကုကလေးကကော်ဖီတွေတောက်ထားတယ်ချင်းနဲ့ရှင်တွေရမ်းခုန်နေတယ်အိုးရှက်လိုက်သည့်ဖြစ်ချင်းမှာလူကအငွေ့သားပြန်သွားခြင်းမှာတော့တယ်သူ့ရင်ဘက်မှအင်ကြီးစာကိုလက်ကလေးတစ်ဖက်ဖြင့်စုပ်ကင်ထားရင်ငေးကြောင်ကရက်ကြည့်နေသည့်မမချိုကိုလည်းနည်းနည်းချင်းပင်မဆိုင်ရဲ့
သူပန်းတို့အိမ်ထဲမှထွက်လာတာမြင်သည်နှင့်သူကားဖြူကြီးကခြံရှိထိုးရက်လာသလိုကားကောင်းခန်းမှတယောက်ဆင်းလာပြီးနောက်ခန်းတကားကိုတွန်းဖွင့်ပေး၏ကားပေါ်ရောက်သည်နှင့်ကားတကားကပြန်ပိတ်သွားသလိုသူကလည်းပန်းကိုသာချစ်ရီရွှင်လဲနေသောမျက်ဝန်းအစုံဖြင့်ငင်းငီးလေးကြည့်နေ၏ဘာတွေကြောက်နေတာလဲသူအမေကိုမကျေနပ်သလိုပုံစံလေးဖြင့်ပြန်ကြည့်လာရင်းမှမကြောက်ဖဲနေမလားရှင်နဲ့ကျမကအတီကျမ်းမိတ်ဆွေတွေလည်းမဟုတ်ဘူးမနေ့ကမှမြင်မှုတဲ့ဟာပြီးတော့ရှင်ကလက်ရဲဆယ်ရဲနိုင်သေးတယ်။ဖျောင်းပန်းစကားကိုမန်ခိုက်တင်တေချာနားဆိုင်ထောင်းနေရင်မှဒါဖြင့်ကလေးကိုမေးပါအောင်မယ်။ဘသူမှမသိပဲဘာလို့လာတွေ့ရတာလဲ။ပြီးတော့ပထမဆုံးတွေ့ချင်းမှာတဲ့ကိုနှလုံးသားကိုယူသွားတာကရောကောင်းသလား။ဖျောင်းပန်းမျက်နှာလေးနီးမြန်းသွားတော့မန်ခိုက်တင်တဝန်းဝန်းရဲမိသွားတယ်။လက်ကလေးတစ်ဖက်ကိုအသာဆွဲကင်လိုက်တော့ရုံးဝလို့ပြင်နေတာမို့ခက်တင်းတင်းဖိကန်ရင်သူ့ရင်ဘက်မှာဆွဲကက်ထားကပြောညကဘာလို့ဖုံးမကန်ရတာလဲစက်ပါပိတ်ဖြစ်တယ်ဟုတ်လားအဲ့ဒါရှင်ဖုံးပြန်သွားပါနော်ပန်းမယူချင်ပါဘူးကိုကအကုန်ပေးချင်တာကိုစီကအရာရာရောကိုပါရဲရဲရောကြီးပေးချင်နေတာမို့မယူလို့မရဘူးဟင်ဒီလူဟာလေပန်းသူနဲ့ဆိုအနေရခတ်တယ်လို့ရှက်ရွံ့တုံရင်နေရတဲ့ဖြင့်ခက်လာတယ်အရက်မြင့်မြင့်အသားဖြူဖြူယောက်ျားပီတာတော့သူ့ကိုဘယ်မိန်းကလေးကများညင်းနိုင်မှာမို့လဲတို့ပေမဲ့သူနှင်းကိုကအချိန်နေချင်းမတူမန်ခိုက်တင်အတွေးလွင်နေဟန်ရသည့်ပန်းလေးအနာတိုးကက်လိုက်တော့သူ့ကိုအလန့်တကြားလေးကြည်လာရင်နောက်ဆုတ်ထိုင်ရန်ပြင်နေတာမို့သူ့လက်တစ်ဖက်ကသူမခါးတိမ်တိမ်လေးကိုဆွေကနေဖက်ကထိန်းထားလာ၏ပြောနောက်ခါဖုံးဆက်ရင်ကင်မာလာဟိုပိုပြီးနီးကပ်စွာတိုးလာသည့်သူ့မျက်နှာချောချောကြောင့်တန်းမျက်ဝန်းတို့ကိုကြောင်းလက်တကြားမိတ်ချပြစ်လိုက်ရတယ်ဟဲ့ရင်ဆိုင်ပြီးမကြည့်ရင်တော့တာပြောဖုံးကင်မာလားခေါင်းလေးတစ်ဆက်ဆက်ညှိပြလာပုံကိုကြည့်ရင်မခိုက်တင်သူမနှစ်ဖူးပေါ်ဝဲကျနေသည့်ဆန်ရွယ်စာလေးတွေကိုလေးဖြင့်ဟိုကနေအသာမှုတ်ထုတ်ခါပြန်လွှတ်ပေးလိုက်၏စီးပွားရေးသမားသူဟာသူမလေးနှင်ကြမှဂိုင်းစကားတွေလို့စစ်တများတိုက်နေရသည့်အဖြစ်မန်ခိုက်တဲ့အစည်းအဝေးခန်းထဲဝင်လာသည်နှင့်အကုန်ငြိမ်ကြသွားသလိုအစည်းအဝေးခန်းတကားကိုဆွဲပိတ်ခါအစည်းအဝေးစရန်ပြင်၏မန်ခိုက်တဲ့ထိတ်ဆုံးရှိစုံလေထိုင်ကုန်တွင်ဝင်ထိုင်လာရင်ရွေးထားသည့် project ကိုတင်ပြပါသူစကားအစုံလူတယောက်ထားရလာကသူ့ကိုအရင်ဦးညွှတ်နှုတ်ဆက်၍ projector အနီးလျှောက်သွား၏ပရိုဂျက်တာတွင်ပေါ်လာသည့်အစာအုပ်ပုံစံကိုကြည့်ရင်ရှင်းပြတာနားထောင်နေကြသလိုမန်ခိုက်တဲ့လက်ကပြလိုက်တော့ဘာဖြစ်လို့လဲစီကိုအစာအုပ်ကိုအဲ့ပုံစံလုပ်လို့မရဘူးပြထားတဲ့မြေခွက်ကကျဲပါတယ်ဘာလို့ဖောင်ဒေးရှင်းကိုခက်တီးတီးချထားတာလဲဖောင်ဒေးရှင်းဒီဇိုင်းအသစ်ဆန်းဆိုတော့လူတွေပိုကြိုက်တယ်လေပြီးတော့လွတ်နေတဲ့နေရာမှာအခြားကော်ဖီဆိုင်တွေပြန်ငားရင်ဝင်ငွေပိုရစကားပင်မဆုံးသေးစပွဲကုံကိုပြန်ကနေပိတ်ရချလိုက်သည့်မန်ခိုက်တင်ပုံစံကဒေါသတကြီးမှုရှင်းပြနေသည့်လူရဲမှာအထိတ်ထိတ်အလန့်လန့်ဖြစ်သွားရတယ်အစာအုပ်တစ်ခုမှာခိုင်ခန့်မှုကအရေးကြီးဆုံးပဲဆိုတာမင်းမသိဘူးလားအပေါ်ကဝိတ်ကိုနှစ်ပေါင်းများစွာတောင်းခံပေးထားရမယ်အောက်ကဖောင်ဒေးရှင်းဟာတောင်းတင်းကြန့်ခိုင်နေရမယ်အောက်မှာက10တက်အောက်3ထက်က shopping mall အပေါ်9ထက်မှာမိသားစုဘယ်နဲ့စုနေမလဲ shopping mall မှာလဲပတ်နေမိလူအရေးအတွက်သူတို့အသက်တွေကငါတို့လက်ထဲဝက်ကအပ်ထားတာပြီးတော့မန် construction ဟာနာမည်ပြမရှိဘူးဒီ project ကိုလွှင့်ပလိုက်တည်သက်ခိုင်မာတဲ့အခြား project ကိုရမှငါစီလာပြအစည်းအဝေးခန်းထဲမှာထွက်သားသည့်မန်ခိုက်တင်နောက်မှမန်နေဂျာတွေရောလုံခြုံရေးတွေပါပါလာသလို CEO ရုံးခန်းအထိလိုက်ပို့ကြတယ်မန်ခိုက်တင်ရုံးခန်းထဲဝင်လာသည်နှင့်အသွင်ရည်မှုမက်အိမ်ချေပါဝင်လိုက်လာရင်ဒါကလက်မှတ်ထိုးပေးရမယ့်ငွေထုတ်စည်းရင်းတွေပါဒါကဒီလအမျက်ငွေပြစည်းရင်းပါတည်းခဏနေယူလာလိုက်အားတွေကဆိုင်နဲ့ကုမ္ပဏီဖွင့်ပွဲဖိတ်စာတွေပါဖိတ်စာတစ်ထပ်လိုက်ကြီးကိုကြည့်ရင်မန်ခိုက်တင်ကြေကနေစုပ်သက်လိုက်မိတယ်မဖြစ်မနေသွားရမယ့်လူလောက်ပဲရွေးထုတ်လိုက်ဒါရွေးထားတာပါတည်းဒါဆိုလဲချက်ရွေးလိုက်တဏီကုံရှုပ်လိုက်သည့်အလုပ်ဆိုတာနားကျင်ပင်မရှိလက်မှတ်ထိုးစရာတွေထုတ်ပေးပြီးခုံကိုမိထိုင်ကမျက်ဝန်းတို့ပါစုံမိတ်ထားရင်မှကိုကျော်ဖုံးယူလာခဲ့ဒီမှာပါမန်ခိုက်တင်ဖုံးကိုယူကပန်းလေးစီဆက်လိုက်ရင်တစ်ဖက်မှခဏအတွင်းဖုံးကင်ကအတန်ချိုချိုအေးအေးလေးထွက်လာတော့သူပြုံးမိသွားရ၏ဟယ်လိုကိုပါအခုဘာလုပ်နေတာလဲခြံထဲမှာပန်းမင်တွေရေလောင်းနေတာဖုံးတန်ကြားလို့ကိုခဏနေလာခဲ့မယ်ဟင်မလာပါနဲ့မန်ခိုက်တင်အလိုမကျသလိုမျက်မှောင်ကျုံမိသွားရတယ်လို့တစ်ဖက်မှခရောင်ပန်းမှလည်းတပြင်းလေးကြိတ်ချမိ
ပန်းကရှင့်လို့တတိမဟုတ်ပါဘူးပြီးတော့အိမ်မှာအလုပ်လဲမအားပါဘူးโอเคကိုနားလဲပြီပြောရင်ဖုန်းကိုချားပစ်တာမို့သူစိတ်ဆိုးသွားလားတွေးမိကဘာကိုစိုးရင်မှန်းမသိပန်းနဲ့သူကမဖြစ်နိုင်တဲ့လူတွေပါပန်းကအပေခံသူကတကယ်တည်းမန်ခိုင်းထင်ဖုံးချပြီးဒါနဲ့ကိုကျော်ကိုလှမ်းကြည့်ကတေးတန်ချိုစီဖုံးဆက်ခိုင်းလိုက်တယ်ဒီနေ့ကစားပြီးသူမလေးဘွားကိုသူသာတာဝန်ယူမိအိမ်တန်ရှင်းလုံနေစဉ်အပြင်မှပြန်ရောက်လာသည့်မမချိုကြောင့်ပန်းကြပြကြရာရေပြေးခက်ခါကမ်းပေးလိုက်တယ်မမချိုရေတောက်လိုက်အောင်ကျေးဇူးဒါနဲ့ခဏထိုင်အောင်ပန်းငါနင့်ကိုပြောစရာရှိတယ်မမချိုစကားကြောင့်ပန်းမမချိုရှိမှဆိုဖာတွင်အတာဝန်ထိုင်ကဘာပြောမလဲစောင့်နေမိတယ်ပန်းခတ်ပေးထားသည့်ရေကိုမော့တောင်ရင်မှပန်းခဏနေမန်ခိုက်ထင်နင့်ကိုလာခေါ်လိုက်မယ်ဟင်သူနေ့လေကငါစီဖုံးဆက်တယ်နင်ရောနင့်အမေရောသူစောင်းရှောက်မေတဲ့ငါကတော့သဘောကျတယ်ဖွားနဲ့ဆိုနင်ဘယ်တော့မှစိတ်ချမ်းသာရမှာမဟုတ်ဘူးမမချိုစကားကြောင့်ပန်းလက်မခံနိုင်စွာခေါင်းလေးခါရမ်းမိတယ်ဒါမျိုးတော့ပန်းလက်မခံနိုင်မှာပန်းကိုအလောက်လဲကူနေသည့်မစားအဖြစ်သူကထင်တယ်လားပန်းလက်မခံမှုပန်းကိုလောကရတဲ့ပတ်စံပဲလိုချင်တယ်ပြီးတော့သူ့နောက်မလိုက်ချင်ပါဘူးဖွားကိုလည်းတနာတယ်ခရောက်ပန်းစကားကြောင့်တေးတန်ချိုမျက်ခုံးလေးတွင်သွားရကမမသားချင်းမှုနားလေလိုက်တယ်ပန်းကသူ့ကိုသဘောမကျလို့လားခုခါကြလဲပန်းအင်တင်တင်လေးဖြစ်သွား၏ပန်းရဲ့ကိုလည်းသဘောကျနေတာပဲဟာဘာလဲစင်တန်းဆိုတာကြီးကိုပန်းကစဉ်းစားနေသလားပန်းကပညာတတ်ဘွဲရပဲဟာဖွားကိုဘယ်နာသနာနေရတာလဲမချိုကတော့ပန်းကိုစိတ်ချခြင်းမီဧကန်နာပန်းအန်ဒီမြကိုနောက်ဆန်တင်းနေတာလားဟင်ပန်းနဲ့သူကဘလို့မှမဖြစ်နိုင်ပါဘူးမမချိုရဲ့ဘာလို့မဖြစ်နိုင်ရမှာလဲပန်းကဘလောက်လှလိုက်သလဲတောင်းရိုးရိုးလေးနေတာမမချိုကတော့သဘောကျတယ်ပန်းညင်းနာကထားပါအေးလူကဇွတ်ရွရဲ့ဟုတ်ပါခုသာညင်းနေပေမဲ့သူ့ရှေ့ရောက်လေရင်တော့အာဆေးမိနေတယ်လို့ပဲမပြောရဲမဆိုရဲတော့ပဲရင်ခုန်တန်တရိတ်ရိတ်ကြားမနေအသက်ရှူမှန်အောင်စူးစမ်းနေရသည့်အဖြစ်ရဲ့ပါ